ဒီနေ့မြန်မာယူဆက်ခွန်အတင်းရဲ့ပွဲစဉ်တွေရှိပါတယ်အားလုံးပဲမင်္ဂလာပါအရှာဖလားပွဲစဉ်တွေကိုရှင်ပြန်ကစားလာခဲ့တာဆိုရင်ဖြစ်အခုချိန်မှာတော့အုပ်စုရဲ့နောက်ဆုံးပွဲစဉ်တွေကိုရောက်ရှိလို့လာပါတယ်မြန်မာအသင်းမှာပါဝင်တဲ့အုပ်စုတွေမှာတော့ဘုံတို့မြန်မာအသင်းရဲ့ထိုင်းအသင်းရဲ့ဆော်ဒီအာရေဗျအသင်းရဲ့တာဂျီကစ္စတန်အသင်းတို့ဖြစ်ပြီးတော့ဆော်ဒီအာရေဗျနဲ့တာဂျီကစ္စတန်အသင်းတို့ကတော့အုပ်စုတွေအောင်မြင်သွားခဲ့ပြီးတော့ဘုံတို့ကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်ဒီနေ့ည7:00နာရီခွဲအချိန်မှာကစားရမယ်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ရဲ့ပွဲစဉ်မှာတော့နှစ်သင်းစလုံးကအုပ်စုကနေပြုတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့တကယ်ကိုပဲဂုဏ်သိက္ခာပိုင်းအရာတာကစားမှုအတွက်ကြံရှိနေတော့မှာပါဒီရက်7နိုင်အချိန်မှာပေါ့နော်တကယ်ကိုကျွန်တော်ပြင်ဆင်မှုတွေကောင်းနေတဲ့ထိုင်းအသင်းတွေပေါ့ညီမအသင်းတွေကရှင်းပြန်ကစားရမှာဖြစ်ပြီးညီမအသင်းအနေနဲ့တော့ထိုင်းအသင်းကိုဘယ်လောက်ထိများဒုက္ခတွေပေးသွားမလဲဆိုတော့ကိုစောင့်ကြည့်သွားရပါမယ်ထိုင်းအသင်းကတော့ပေါ့နော်ပြီးခဲ့တဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာတော့မှ U16 အသင်းနဲ့ပဲရှင်းပြန်ခဲ့ပြီးတော့ U17 အသင်းကိုတော်တော်လေးကိုအချိန်ယူလေ့ကျင့်ပေးခဲ့တာဖြစ်ပေမဲ့လို့လက်ရှိအချိန်မှာတော့တကယ်ကိုရလက်တွေမကောင်းမင်းနေပေါ့နော်တော်လေးကိုခြေစွမ်းတွေကလည်းညီမအသင်းတူမျိုးပဲမရေရာမတိရတဲ့ပုံစံတွေဖြစ်နေတယ်ပေါ့နော်ဒီတော့ဒီရက်မှာကစားရမယ်ညီမအသင်းတွေထိုင်အသင်းတွေပွဲတွေမှာပေါ့နော်ဘယ်လိုများရလက်တွေဆွမ်းဆောင်သွားပြီလဲဆိုတော့ကျွန်တော်တို့ခမ်းမလိုက်ကြပါစို့အားလုံးပဲကျေးဇူးတင်ပါတယ်